ကိုလုံနေတာမကောင်းတဲ့ကံလားကိုလုံနေတာကောင်းတဲ့ကံလားဒါသိဖို့လုံပြီးအကျိုးဖြစ်လာပြီဆိုတော့မှဩကံမကောင်းဘူးငါကံကိုဆိုးတာလေဆိုပြီးတော့အဲ့ကြမှာညီးတယ်ဟေ့လူကမိုးလုံးမှာထွန်ချဆိုတာအဲ့ကြမှာညီးတယ်လုံနေတော့ကတော့ငါမကောင်းတာတွေမကောင်းတဲ့ကံတွေငါမှဖြစ်နေတယ်လို့ဘယ်သူမှမကြည့်ဘူးမကောင်းတဲ့ကံတွေဖြစ်နေတကယ်တော့အဲ့ဒီအချိန်မှာပဋိဌာန်းငါမကောင်းတဲ့ကံတွေငါမှဖြစ်နေပြီဆိုတာပဋိဌာန်းမကောင်းတဲ့စိတ်စေတနာတွေဖြစ်နေတယ်မကောင်းတဲ့သဘာဝတရားတွေကိုယ်တိုင်မှာဖြစ်နေဒီကိုယ်မှာမကောင်းတဲ့ကံတွေဖြစ်နေတယ်ဆိုတာပဋိဌာန်းတတ်ဖို့လို့အဲ့ဒီမကောင်းတဲ့အကုသိုလ်ကံတွေရဲ့နောက်ွယ်မှာကိလေသာဆိုတာတွေရှိတယ်အကျဉ်းချုပ်ပြောလိုက်တဲ့အခါကျတော့လောဘရဲ့ဒေါသရဲ့မောဟရဲ့ဆိုတဲ့အကုသိုလ်ရဲ့အရင်းမြစ်ဖြစ်တဲ့ဒီသဘာဝတရား၃ခုဟာမြတ်စွာဘုရားကလောဘောနိဒာနံကမ္မနံသမုဒ္ဒါယသမုဒ္ဒရာယလောဘဆိုတာတဲ့ကံဖြစ်ဖို့အတွက်အကြောင်းတစ်ခုပဲကံဖြစ်ဖို့အတွက်အကြောင်းပဲကိလေသာကိုရည်ညွှန်းပြောတာနော်ဘောသောနိဒာနံကမ္မနံသမုဒ္ဒရာယဒေါသဟာကံဖြစ်ဖို့အတွက်အကြောင်းတရားပဲမောဟနိဒာနံကမ္မနံသမုဒ္ဒရာယမောဟဟာလည်းကံဖြစ်ဖို့အတွက်အကြောင်းတစ်ခုပဲဆိုလိုတာကဒါတွေကကိလေသာတွေလို့ဆိုလို့အဲ့ဒီကံနဲ့ကိလေသာအခုလိုဆက်ဆက်နေတဲ့သဘောပေါက်တော့ကံနဲ့ကိလေသာဆက်ဆက်ဒီတဲ့ရှင်းချင်းပရိစ္ဆေသဘောပတ်ချက်ကြည့်လိုက်ပရိစ္ဆေသဘောပတ်ကိုဒီစိတ်တစ်စောင်းကြည့်မယ်ဆိုလို့ရှိရင်အဝိဇ္ဇာပစ္စယသင်္ခါရလို့မြတ်စွာဘုရားဟောတယ်အဝိဇ္ဇာဆိုတာမမသိတဲ့မောဟပဲအဲ့ဒီမောဟဟာကိလေသာအမှန်မသိတဲ့မောဟကြောင့်ဘာဖြစ်လဲအဝိဇ္ဇာပစ္စယသင်္ခါရလို့ဆိုတဲ့ကုသိုလ်ကံအကုသိုလ်ကံဒီနှစ်ခုဟာအဝိဇ္ဇာရှိနေသမျှအမှန်မသိမှုမောဟရှိနေသမျှတန်တရားတွေရဲ့ဖြစ်ပေါ်မှုဟာမပြတ်ဘူးလို့ရှိနေဒီမှာလည်းကြည့်တော့အဝိဇ္ဇာကကိလေသာသင်္ခါရကကံဒီလိုဟောတာဒါပရိစ္ဆေသမုပ္ပါရှေ့ပိုင်းမှာတခါပရိစ္ဆေသမုပ္ပါနောက်ပိုင်းကိုကြည့်လိုက်